ကဲဓမ္မသူတို့အဖေမင်းအောင်လှိုင်ကိုတဲ့နော်ရန်ဟီလီကဝေဖန်လို့ဆိုပြီးတော့နာပြနေတဲ့ကြော်မျိုးနွားအဲ့တော့မင်းအောင်လှိုင်ဆိုတာကသူများဝေဖန်တဲ့အဆင့်မဟုတ်ဘူးသူများလာပြီးကျုံးမဲ့အဆင့်ပဲနော်ဘာဖြစ်လို့လဲတိုင်းပြည်ကိုအာဏာသိမ်းပြီးတော့ရာဇဝတ်မှုတွေပြုတ်ကျစ်နေတဲ့ရာဇဝတ်ခေါင်းဆောင်ရှင်းရှင်းပြောရင်ဒီကောင်တပုံတမျှအကြမ်းဖက်ကောင်နဲ့စိုးတဲ့ကောင်နော်အောက်တန်းစားမင်းအောင်လှိုင်အောက်တန်းစားပဲခွေးလာတော့တန်ဖိုးမရှိတဲ့ကောင်ဘာဖြစ်လို့လဲဒီတိုင်းပြည်ကိုအာဏာသိမ်းလိုက်တဲ့အတွက်လူဦးရေဘယ်နှထောင်ပေသွားပြီစစ်သားတွေဘလောက်တည်ပြီရဲတွေဘလောက်တည်ပြီပြည်သူဘလောက်တည်ပြီဒါတွေအားလုံးဟာဒီမဲလုံးလုံးလို့လေဒီကောင်ကအာဏာမသိမ်းအဲ့ဒီလူတွေသေစရာအကြောင်းရှိတာအဲ့ဒီပြည်သူတွေဒုက္ခရောက်စရာအကြောင်းရှိတာဟုတ်တယ်မလားရှင်းရှင်းလေးနော်ဒီမှာကြည့်ရတဲ့ကောင်အဲ့ဒါကိုကြော်မျိုးမျိုးဘာပြောထားလဲကြည့်ပါကြည့်ဒီမှာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ပတ်သက်ပြီးတော့ဝေဖန်နေတာရှိတယ်နှစ်ချက်ရှိတယ်တစ်ချက်ကဘာလဲဆိုတော့ပြည်ပြည်အစောဟိုးဘက်ကနိုင်ငံခြားရန်ဟီလီဆိုတဲ့ရန်ဟီလီပေါ့နော်ရန်ဟီလီဆိုတဲ့ကိုရီးယားသူပေါ့နော်ကိုရီးယားသူအမျိုးသမီးအဲ့ဒီအမျိုးသမီးကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုသူကဝေဖန်ထားတယ်ဘယ်လိုဝေဖန်ထားလဲဆိုတော့ကျွန်တော်သူဝေဖန်တာကြည့်ပြီးတော့မှပဲကျွန်တော်လို့ရန်ဟီလီကရန်ဟီလီကတော်တော်လေးကိုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုရဲ့ဘေးနားမှာအိတ်နေလူလားမသိဘူးအဲ့တော့ပြောမှဖြစ်နေပြီနော်စဉ်းစားကြည့်ဘာလို့လဲဆိုတော့တဲ့သူပြောတာနော်မင်းအောင်လှိုင်ကလည်းတဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲအလွန်2020ရွေးကောက်ပွဲကလေးကတဲ့သမ္မတဖြစ်ဖို့ယူသွတ်နေတာတဲ့သမ္မတမလုပ်ရင်သေရမလို့ဖြစ်နေတာတဲ့အခုရွေးကောက်ပွဲလုပ်လိုက်တော့သူတို့တရားဝင်မှုရလာမယ်လို့မျှော်လင့်နေတာတဲ့တကယ်လက်တွေမှာတော့ပြည်သူတွေပေါ်တဲ့ရာဇဝမှုတွေကန်းကောင်ကျူးလွန်နေတယ်တဲ့နော်မဲတော့ဒီလိုသုံးတာရန်ဟီလီယာနော်ဘာလဲဆိုအဲ့လိုသုံးတာအဲ့ဒါလူတိုင်းသိတယ်လေမင်းအောင်လှိုင်ဘေးနာကိုသွားအိမ်မှအဲ့လိုသိရဘူးလားကျော်မျိုးမင်းဘလောက်အောက်တန်းကြလဲစဉ်းစားကြည့်စကားတစ်ခွန်းပြောတာတည်င်းတမားတယောက်ကအဲ့လိုပေါက်ပန်း40ပြောလို့မရဘူးတည်င်းတစ်ခုစိုးတစ်ခုကိုဒီဟာဒီဘလောက်ခိုင်မာမှုရှိလဲဆိုတာပြောရမယ်အခုရန်ဟီလီပြောရတဲ့စကားမှားလားမှန်ဒါဟာရန်ဟီလီတယောက်တည်းတုံးတက်ချက်တာမြန်မာပြည်သူလူဦးရေရဲ့ထောက်ဝက်ကျော်ကအဲ့တိုင်းမှိုက်ယူရတာမဟုတ်ဘူးလားမင်းအောင်လှိုင်ရတဲ့တမရယူလို့အာနာသိမ့်ပြီးတော့အခုလို့တိုင်းပြည်ကိုဖြစ်နေတယ်မဟုတ်ဘူးလားအဲ့ဒါအမှန်တရားလေဟုတ်တယ်မလားဒါပေမဲ့အမှန်တရားကိုသူတို့ပဲပြောတဲ့လူမှန်တယ်များအကုန်လုံးအပြစ်သားအခုဒီနေ့အာနာသိမ့်ပြီး9နှစ်ပြည့်မှပြည်တွင်းရဲ့သေဆုံးမှုစည်ရည်ဆိုပြီးထုတ်ပြန်တယ်အဲ့ဒါတော့ထုတ်ပြန်တဲ့နေရာမှာအတက်မပြည့်တဲ့ကလေးရဲ့ရဟန်းတွေရဲ့အပါအဝင်အားလုံးပေါင်းပြည်သူအပြစ်မဲ့ပြည်သူ9000ကျော်တေဝါပြီလို့စစ်တပ်ကထုတ်ပြန်တယ်နော်အာဏာသိမ်းတဲ့မင်းအောင်လှိုင်ဖွဲ့ထုတ်ပြန်တယ်နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးဖွဲ့ APP ကထုတ်ပြန်တဲ့စာရင်းမှာမင်းအောင်လှိုင်စစ်လက်ချက်ကြောင့်မင်းအောင်လှိုင်လက်ချက်ဆိုတာမင်းအောင်လှိုင်ရဲ့ပြူခွေးစစ်ခွေးရဲခွေးအဲ့ဒီခွေး3ခွေးကြောင့်အပြစ်မဲ့ပြည်သူတေရတာ9000ကျော်တေရအဲ့တော့တနိုင်ငံလုံးမှာ9000ကျော်လူတေထားတာမင်းအောင်လှိုင်လက်ချက်ကြောင့်လူပေါင်း9000ကျော်တေထားပြီဒါဟာတုံပန်းကြနေတဲ့စစ်သားတွေမပါသေးဘူးခြေထောက်ပြက်လက်ပြက်နေတဲ့စစ်သားတွေမပါသေးဘူးသေဝါတဲ့စစ်သားတွေမပါသေးဘူးကြည့်တိုင်းမျိုးကိုဘယ်လောက်ပြက်စီးသွားလဲကြည့်လားနော်အဲ့တော့ရန်ဟီလီပြောတာမှားတာဟုတ်တယ်ရှင်းရှင်းလေးလေဂျာမန်သတင်းဌာန DW နဲ့သူကအင်တာဗျူးမှာဂျာမန်သတင်းဌာန DW နဲ့အင်တာဗျူးမှာသူကဒီ SACM ဆိုတဲ့မြန်မာနိုင်ငံဆိုင်အထူးကြံပေးကောင်စီဆိုသူတို့ပြည်ပြည်အုပ်စုတွေဖွဲ့ထားတဲ့ဟာအဲ့ဒီဖွဲ့ထားတဲ့အထက်ပါတဲ့ရန်ဟီလီပေါ့သူကအင်းတော့ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ကိုယ်စားလှယ်ရဲ့ဘာရေးလုပ်ခဲ့တယ်ဗျသူကနည်းနည်းကုလသမဂ္ဂရဲ့ဟိုမှာလှုပ်ရှားမှုတွေအများကြီးမှလုပ်ခဲ့တယ်လူမျိုးမျိုးကနော်ရန်ဟီလီကိုပြောတာတွေ့တယ်မလားဘာမဟုတ်တဲ့ပုံစံမျိုး Mrs. ရန်ဟီလီဆိုတာကတစ်ချိန်ကမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ်လုပ်ခဲ့တဲ့အမျိုးသမီးတယောက်နော်ကျော်မျိုးမင်းတို့ပေါက်ပန်းလေးတွေထိုင်ပြောတဲ့လူမဟုတ်ဘူးဗယံပဒါထိုင်ပြောတဲ့လူမဟုတ်ဘူးနော်မီဒီယာအမိခံပြီးတော့အကြမ်းဖက်အားပေးနေတဲ့ကျော်မျိုးခွေးလို့ကောင်မျိုးမဟုတ်ဘူးနော်ကမ္ဘာအစင်မြင့်ထက်မှာနိုင်ငံကိုယ်စားလှယ်အဖြစ်ကုလသမဂ္ဂမှာတာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တယောက်အဲ့လိုတယောက်ကပြောစကားနဲ့ကျော်မျိုးမင်းလို့ကောင်မျိုးနဲ့အစင်ချင်းနှိုင်းရှင်ကြည့်နော်သူ့ပထိုးရထီတော့နာတာကြည့်ဆိုတော့သူကပြောတယ်ဦးမဲအောင်လှိုင်ကပြီးခဲ့တဲ့ရွေးကောက်ပွဲအလွန်ကတည်းကသမ္မတဖြစ်ဖို့ယူသွတ်နေတာတဲ့သမ္မတမလုပ်ရင်တေမလို့ဖြစ်နေတာတဲ့အခုရွေးကောက်ပွဲလုပ်လိုက်တော့သူတို့တရားဝင်ရမျောလင့်နေတာစသဖြင့်ပေါ့ပြောတယ်ဗိုလ်ချုပ်ကြီးမဲအောင်လှိုင်ကိုဗိုလ်ချုပ်ကြီးမဲအောင်လှိုင်ကသမ္မတမလုပ်ရင်တေမလို့ဖြစ်လောက်အောင်သူကသမ္မတယူရတယ်ဆိုပြီးသူကရန်ဟီလီကပြောတာမဟုတ်ဘူးလားလို့နဲတော့နဲသေးတယ်ရန်ဟီလီပြောတဲ့စကားနဲနေသေးတယ်အာနာယူပြီးတိုင်းပြည်ဖြစ်နေတာအာနာယူပြီးစစ်တပ်ကိုဖြစ်နေတာရှင်းရှင်းပြောရင်တော့ဘူမရီဘာမရီစစ်သားနေတာအမိတ်ပေးတော့ခိုင်းနေတာတကယ်တော့မင်းအောင်လှိုင်ဟာဘာလဲပြည်သူကိုတက်ရောက်နေမဟုတ်ဘူးတိုင်းပြည်လည်းဖြစ်တယ်စစ်တပ်လည်းဖြစ်နေတဲ့အယုဒ္ဓမာကောင်ဒါကြောင့်မလို့မင်းအောင်လှိုင်ဟာခွေးတစ်ကောင်လောက်တော့တန်ဖိုးမရှိဘူးဆိုတော့အဲ့ဒါပြောတာတကယ်
အဲ့လောက်တန်ဖိုးမဲ့နေတဲ့အောက်တန်းစားမကောင်းတဲ့ဘက်မှာတော့သူ့ကိုသွားပြီးလုပ်နေတာကောင်းမွန်တဲ့ဘက်မှာမင်းအောင်နိုင်ဒီခွေးတစ်ကောင်လောက်တော့တန်ဖိုးမရှိဘူးနော်တန်ဖိုးဆိုတဲ့နေရာမှာနှစ်ခုရှိတယ်ချွတ်နေကြတော့ဟာဟိုတက်ချုပ်ဖြစ်နေတော့တန်ဖိုးမရှိဘူးလားပြောတယ်မင်းတို့စောက်ယူလားတန်ဖိုးဆိုတာကနှစ်မျိုးရှိတယ်ကောင်းမွန်တဲ့ဘက်မှာထုံးပေါက်တဲ့တန်ဖိုးနဲ့မကောင်းမွန်တဲ့ဘက်မှာထုံးပေါက်တဲ့တန်ဖိုးမင်းအောင်လှိုင်တို့နော်ဒီကောင်တွေဟာမကောင်းမွန်တဲ့ဘက်မှာတွားထုံးပေါက်နေကြတယ်ကောင်းမွန်တဲ့ဘက်မှာတန်ဖိုးကဘာလဲတလိမ့်ဆန်တစ်ကောင်လောက်တော့တန်ဖိုးမရှိတဲ့ကောင်ကောင်းမွန်တဲ့အကွက်သူတို့မှမရှိဘူးရှင်းရှင်းပြောရရင်တော့တိုင်းပြည်ဘန်နာခိုးနေတာအေးလီကပြောတာကျွန်တော်စဉ်းစားကြည့်တယ်ပေါ့နော်ဘိုးချုပ်ကြီးကအဲ့လိုဖြစ်ပါတယ်လို့ဒေါ်ရန်ကြီးလေးကပြောရလောက်အောင်သူကပါဘိုးချုပ်ကြီးမရောက်နိုင်ရဲ့ဘယ်ဘက်လက်မောင်းမှာခေါင်းအိတ်နေလို့လားကြည့်တွေ့လားပြောတဲ့စကားကိုတွေ့ရမှာတည်င်းသမားတစ်ယောက်တဲ့စကားလားကြည့်ရှစ်ဆရာကြီးအဲ့ဒီစကားကိုရန်ဟင်းလေးတယောက်တည်းပြောတာနောက်ပြီးတော့ဗျာရိုးရိုးလေးပဲတွေးကြည့်ဒီစကားဟာမင်းအောင်နိုင်လက်မောင်းပေါ်မှာခေါင်းအောင်မှပြောသိရမယ့်စကားလားဘယံမတာပေါက်ပန်း40ပြောနေတဲ့ကြည့်ကျွန်တော်စဉ်းစားလို့မရတာပေါ့လားအဲ့တော့ဟိုအန်တီဒေါ်ကျူလာဒီကောင်ဆုံးရှင်းလည်းမရှိဘူးနော်အကောင့်ပြောတာတကယ်အရှက်တရားမရှိဘူးဘယ်လိုပြောအရှက်တရားဆိုတာဗျာလူတန်ဖို့လူတိတ်ခါလူတွေဆိုတာကျွန်တော်စင်းရဲမယ်ချမ်းသာမယ်ပညာတတ်မယ်စင်းရဲမယ်ပညာမဲ့မယ်စသဖြင့်အလွာပေါင်းစုံရှိတယ်အတန်းစားအမျိုးမျိုးရှိတယ်ပညာတတ်တာစင်းရဲတာစသဖြင့်လူတန်းအားလုံးကလူတိတ်ခါဆိုတာရှိတယ်အဲ့ဒီလူတိတ်ခါဆိုတာလူတိုင်းမှာရှိတယ်အဲ့တော့လူတိတ်ခါမဲ့နေတဲ့လူတွေကဘာပြောရလဲလူတန်ဖို့ကမဲ့လူတိတ်ခါဆိုတာဘာလဲရှက်တဲ့အရာကိုရှက်ကမယ်နော်မရှက်တဲ့အရာကိုမရှက်ကဘူးဒီလိုမျိုးမဟုတ်တာကြီးလို့မဟုတ်တာပြောတဲ့အရာအင်မတန်ရှက်ဖို့ကောင်းတယ်နော်တကယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ဟိုနိုင်ငံရေးဆိုတဲ့စင်ဇက်ခုံကလေဘာဖြစ်လဲဆိုညစ်ပတ်စုပ်ပဲ့နေနိုင်ငံရေးလို့ပြောလိုက်လိန်နိုင်မှညာနိုင်မှဖာကြနိုင်မှကလိန်ကြီးလုံနိုင်မှဆိုကျွန်တော်ဒီတော်လိုင်းရဲ့အလုံးမှာအဲ့ဒါတွေလည်းပြောင်းခဲ့တယ်နော်နိုင်ငံရေးဆိုတာရှင်းရှင်းလေးပဲနိုင်ငံအရေးအတွက်လို့နိုင်ငံအရေးအတွက်လို့ရင်းနဲ့ဘာဖြစ်သွားလဲနိုင်ငံရေးဖြစ်သွားတာအဲ့တော့နိုင်ငံရေးဖြစ်သွားတဲ့အချိန်ကျတော့နိုင်ငံအရေးနဲ့ကင်းကွာသွားပြီကြည့်ကိုကြီးတို့ကြည့်ခုဟမ်လုံလုံးကနိုင်ငံအရေးလောက်တာပဲနိုင်ငံရေးလောက်တာမဟုတ်ဘူးကိုကြီးတို့ဒါပေမဲ့နိုင်ငံအရေးလောက်ရင်းနဲ့နိုင်ငံရေးဖြစ်ပြီးတော့ကိုင်းကညစ်ပတ်စုပ်ပဲ့တဲ့လမ်းကြောင်းနဲ့ဝင်သွားတော့အကုန်လုံးပျက်စီးကုန်တာတောင် तू ကပိုသိနေရလားဟမ်အဲ့လိုမရဘူးဖြစ်နေဘိုးချုပ်ကြီးမင်းဝင်တော့ तू က तू သမနာဖြစ်မဖြစ်သမနာလုံးမလုံးဘူး तू တောင် तू က तू တိကျမပြောသေးဘူးလေအဲ့ဒါကျွန်တော်မင်းရကွာမင်းမရွှင်စကားကြီးကွာမင်းမရှက်ဘူးလေအဲ့စကားကိုပြောတာမင်းနဲ့နိုင်ကြီးငါရှက်လို့ယောက်ျားကြီးတံမဲ့နဲ့မိန်းမလောင်းမိန်းမချာမိန်းမရွှင်စကားတွေပြောနေတာငါလိကွာတကယ်ပဲဟုတ်ပါတယ်ဟမ်ဟုတ်တယ်ရိုင်းကြီးဘိုးချုပ်ကြီးမင်းဝင်သမနာဖြစ်ဟိုကကာယကံရှင်အောင်သူ့ကို तू ဘာမှမသိသေးဘူးဘာလို့ရမယ်မစင်စားထားသေးဘူးဘာလုပ်မယ်ဆိုတာအခုထိ तू မဆုံးဖြတ်သေးဘူးအဲ့တော့ရိုင်းကြီးကသမနာယူနေပါဘာလို့တော့မဆုံးဖြတ်သေးဘူးလားဟဲ့ပထွေးကိုဖားတာလည်းကြည့်ဖားကွာဟာဘာလို့မှတော့မဆုံးဖြတ်သေးဘူးဟုတ်လားဟာတော်ရတာကွာကြောင်မျိုးမင်းအမေပါတယ်လို့ဘိုးချုပ်ကြီးမြန်မာသမနာယူနေပါတယ်လို့ပြောတော့ကျွန်တော်စဉ်းစားနေတာကြည့်ရဘိုးချုပ်ကြီးရဲ့ဘယ်ဘက်လက်မောင်းလေးမှာခေါင်းအိတ်နေတာရိုင်းကြီးလားအန်တီတော်ကျူလာလားလို့မေးရမှာဖြစ်နေပြီနော်ဒီကောင်လေးတော်တော်ကိုဒီအမျိုးသမီးကတော်တော်ပရိပရာနေပြောတယ်ပေါ့နော်ဒါနဲ့မ तू ကပြောတာမဆောက်ကျိုးနဲ့ तू ကပြောတာရန်ဟီလီကိုတပည့်လူပြောရင်ကျွန်တော်မပြောဘူးနော်ကျော်မျိုးမင်းဆိုတဲ့ကောင်ကကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်လုပ်ခဲ့တဲ့ Mrs. ရန်ဟီလီကိုပရိပရာတွေပြောတယ်တဲ့ပြောတဲ့သူကကျော်မျိုးမင်းနော်ဟာသေလိုက်ပါတော့ရန်ဟီလီရဲ့နော်တပည့်လူပြောရင်ခံနာလေးတယ်နော်ဟမ်မင်္ဂလာပါခင်ဗျာဘိုးချုပ်ကြီးမင်းအောင်လိုက်အာချောင်းတာတတိထားဆိုပြောတာအဲ့ဒါကျွန်တော်မဟုတ်ဘူးအမြန်လန်းပေါ်မှာနော်ပြီးခဲ့28ရက်နေ့ကနော်28နဲ့အမြန်လန်းပေါ်332မိုင်နားမှာဒီ PDF တွေကတက်ပြီးတော့စစ်တယ်ကျွန်တော်ဒါတီးပြီးသားတက်ပြီးစစ်တဲ့ကားတွေဖြတ်သွားတဲ့အချိန်မှာကားတစ်စီးပေါ့နော်ကားရမှာစိတ်ပြပြလေးလို့ပေါ့စိတ်အောင်လို့ပြပေါ့စိတ်အောင်လို့ပဲလို့ခေါ်စိတ်လူအောင်လေးနဲ့အဲ့ကား EV ကားလေးနဲ့ကြားအဲ့ကားလေးပေါ်ပါလာတဲ့ပုံကမောင်းအဲ့ကားလေးပေါ်မောင်းလိုက်ပုံကဘာလို့ဆိုတော့ तू ပြောလိုက်တာဘာပြောလဲဆိုတော့အမြန်စော်ပြားတယ်ဆို PDF တွေ तू အားပေးတာအမဲ तू ကအမြန်စော်ပြားဆိုပြီး तू ပြောလိုက်တာအဲ့တော့အဲ့ဒီစကားကိုနော်အမြန်စော်ပြားဆိုပြီးတော့ तू ပြောလိုက်တာကအဲ့ဒီစကားကိုပြောလိုက်တာကဘာထက်ဖြစ်လဲဆိုတော့နော် तू အမြန်စော်ပြားဆိုပြီးတော့ PDF တွေကိုအားပေးတာပေါ့နော်အားပေးရမယ့်ပြီးတဲ့စကားကို तू ပြောလိုက်တာအမြန်စော်ပြားဆိုတော့ PDF တွေကဟုတ်ကဲ့ပြီးတော့ဗီဒီယိုကမှကြိုက်ထားတာ तू ကခေါင်းထလာပြီးတော့အမြန်စော်ပြားတယ် तू အားပေးတာ तू PDF ကို तू အားပေးတယ်ပေါ့အမြန်စော်ပြားစော်တာ तू စစ်တပ်ကို तू စော်ချ तू စစ်တပ်ကိုစော်နေခြင်းနဲ့ PDF ကစော်နေခြင်းနဲ့ဒီသဘော तू အားပေးတယ်ပေါ့ဆိုတော့ဟုတ်တယ်သူ့ရဲ့အားပေးခြင်းနဲ့စိတ်ဆန္ဒနဲ့ तू အားပေးတာတော့မှန်ပါတယ်အားပေးပါနောက်ဆုံးအားပေးရတဲ့ဘာဆက်ဖြစ်သွားလဲဆိုထောင်းထဲရောက်သွားရင်အားပေးတာအခုထောင်းထဲရောက်ပြီအမြန်စော်ဗျာဆိုပြီးထွက်ပြီးတော့
မြန်စော်ရသေးကွာတကယ် PDF ကတော့မသိဘူးတက်ကအမြန်စော်လိုက်တယ်သူကောက်ကွာဆိုကောက်ဖမ်းလိုက်တမ်းပြီးတော့ဒုံးဆို24နိုင်တော့မကြောက်ဘူးဒုံးဖမ်းလိုက်တယ်ဟိုဘာလို့ ကဲတော့နောက်ထပ်သူပြောထားတဲ့ဗီဒီယိုဖိုင်တစ်ခုရှိသေးတယ်ဒါကတော့ဘာလဲဆိုတော့နော်ဝဲကအမြန်လမ်းပေါ်မှာကားတွေကို PDF တွေစစ်ဆေးနေတဲ့အချိန်မှာပြည်သူတယောက်ကတွိုင်းနဲ့ PDF တွေကိုအမြန်စော်ဗျာလို့ပြောလိုက်တဲ့စကားဒါကိုစစ်ခွေးတွေ Telegram Channel တွေကနေဝိုင်းတင်ပြီးတော့အခုအဲ့ဒီပြည်သူကိုဖမ်းလိုက်နော်အဲ့ကောင်းစင်သူပြောတာနောက်တော့ပြောပါကဒီနီယာမှာတခုတော့မေးချင်တယ်နော် PDF ဘက်ကိုအမြန်စော်ပါလို့အားပေးလို့အဲ့လိုဖမ်းလို့ရတယ်ဆိုရင် okay ကောင်းပြီငါတို့လည်းမင်းတို့စစ်တပ်ကိုအဲ့လိုအားပေးတဲ့သူတွေကိုဖမ်းလို့ရတယ်အမြင်မတူရင်ရန်သူလို့တတ်မှတ်တာငါတို့လားမင်းတို့လားဟုတ်တယ်နော်အခုမင်းတို့အရင်လုပ်ပြတာ okay အခုဒီနေ့ကစပြီး PDF တွေအနေနဲ့စစ်တပ်ကိုအားပေးတဲ့သူမှန်တယ်များတွေ့တဲ့နေရာဖမ်းပြစ်ကုန်လုံးနော်လုပ်ပြမှရမယ်ဖမ်းပြီးလို့ရှိရင်ပြလိုက်ငါတို့ PDF ကိုအားပေးတဲ့အပြစ်မဲ့ပြည်သူတယောက်ကိုအားပေးရုံအားပေးတာကိုတရားခံတယောက်လို့ဖမ်းပြီးတော့မင်းတို့စစ်တပ်ထောက်ခံတဲ့သူတွေကဖမ်းတဲ့လှုပ်ပလိုက်ဘာညာအားပေးမယ်ဆိုရင်မင်းတို့စစ်တပ်ကိုအားပေးနေတဲ့ထောက်ခံနေတဲ့လူမှန်သမျှကိုငါတို့ဘက်ကလည်းလုပ်ဖို့မရှိဘူးလားရှင်းလေးနော်ရှင်းလေးအဲ့ဒါလေးကိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့လုပ်ပြဖို့လိုပြီဒါညီသူမြတ်လူပဲဟုတ်တယ်မလားဒီပြည်သူတယောက်ဟာဘာလက်နက်မှလည်းကင်ထားတာမဟုတ်ဘာတိုက်ပွဲမှလည်းဝင်နေတာမဟုတ်တူစီးပွားတူချာစားနေတာဒါပေမဲ့တူဒီလက်ရှိအာဏာသိမ်းထားတဲ့စစ်တပ်ကိုမကြိုက်ဘူးမကြိုက်လို့မကြိုက်ပြောတာတူအားပေးထောက်ခံတဲ့ PDF ဘက်ကိုတူထောက်ခံလို့တူထောက်ခံတယ်ပြောတာဒါကိုဖမ်းဆီးနှိပ်စက်ဒုက္ခပေးလို့ရတယ်ဆိုရင်စစ်တပ်ကိုအားပေးနေတဲ့လူမှန်သမျှကိုလည်းငါတို့အဲ့လိုလုပ်လို့ရတာပေါ့အဲ့လိုပဲယူဆမှာပဲဟုတ်တယ်နော်မှန်လားမှားလားအဲ့တော့ဒီနေ့ကစပြီးတော့တော်လိုင်းအင်အားစုတွေအနေနဲ့စစ်တပ်အားပေးထောက်ခံသူမှန်သမျှကိုတွဲတဲ့နေရာအကုန်ဖမ်းပြစ်ဘယ်လိုလဲငါတို့လည်းလုပ်လို့ရနေပြီမြန်မာပြည်မှာလူပေါင်းဝခွင့်ရှိတာမင်းတို့ပဲမဟုတ်တော့ဘူးဆိုတဲ့အတိကိုမင်းတို့ပြန်ပေးရတော့ရှင်းရှင်းလေးဘာဖြစ်လို့လဲစစ်တပ်ဆိုရင်မတိတိုင်းပြည်ကိုပိုင်တယ်လို့နိုင်ငံတော်ဒီစစ်တပ်စစ်ခေါင်းဆောင်တွေဒီတိုင်းပြည်ရဲ့အရှင်သခင်စစ်တပ်ကခေါင်းဆောင်တွေဒီတိုင်းပြည်ကိုအုပ်ချုပ်သူပြည်သူဒီအုပ်ချုပ်ခံလူဒန်းစားအုပ်ချုပ်ခံလူဒန်းစားဒီအုပ်ချုပ်တဲ့သူကိုလှန်မပြောနဲ့ပြောရင်ရာဇဝတ်တင်မျှတတာဖြစ်တဲ့ဒီတိုင်းပြည်ဟာစစ်ဗိုလ်ချုပ်မယားတွေစုပြီးတော့ကျူလာခေါင်းဆောင်လို့ပြီးလို့ရှိရင်စစ်ဗိုလ်ချုပ်မယားတွေအဲ့ဒီကြော်မျိုးမင်းရဲ့မယားရဲ့အကုန်စုပြီးတော့ကဘာပတ်ပြီးဖာထွက်ခံရတဲ့ဖာခံကနေနဲ့မြန်မာနိုင်ငံကြီးတိဆောက်ထားတယ်ဆိုလို့ရှိရင်တော့သူတို့ပြောသလိုလုပ်လို့ရတယ်ရတယ်ဒီတိုင်းပြည်ဟာစစ်တပ်ကပိုင်တဲ့တိုင်းပြည်မဟုတ်ဘူးစစ်တပ်ဆိုတာခြံစောက်ခွေးစင်ပဲရှိတယ်ရှင်းလေးမင်းတို့ခြံစောက်ဖို့အတွက်မွေးထားတာမင်းတို့ရဲ့တာဝန်ဒီတိုင်းပြည်ကိုစောက်ရှောက်အားနေတာလက်ကျင့်နေတော့ခေါင်းရင်းကတက်ပြီးတော့လာအုပ်ချုပ်ဖို့စိတ်ဘူးနဲ့အဲ့ဒါမင်းတို့စောက်စိတ်နေရမနေရမဟုတ်ဘူးရှင်းလေးမင်းစစ်သားတယောက်အုပ်ချုပ်နေတာတိုင်းပြည်ပေါ်မင်းကစစ်သားဖြစ်နေတယ်ဒါပေမဲ့မင်းတိုင်းပြည်ကိုတက်အုပ်ချုပ်နေတာပြည်သူရွေးချယ်တာကိုခံယူရှင်းလေးပဲနော်မင်းတို့မအောင်ချုပ်အောင်မပြောဘူးဒါပေမဲ့အုပ်ချုပ်ခံရမယ်ဆိုရင်မင်းနံပါတ်1စစ်ယူနီဖောင်းကိုချုပ်အရက်သားပြစ်ခံယူပြီးရင်ပြည်သူရွေးချယ်တာကိုလက်ခံညတူပဲနော်အဲ့ဒီလိုလက်ခံတဲ့နေမှာငါတို့စစ်သားလူထွက်တွေပဲပြည်သူကရွေးချယ်ရမယ်ဆိုပြီးအခုလိုအတူရောင်ပွဲမျိုးလုပ်ဖို့ပြောတာမဟုတ်ဘူးနော်ကြိုက်တဲ့လူလားတတ်မှတ်ထားတဲ့အရွေးချယ်ခံနိုင်တဲ့တတ်မှတ်ထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့ညီရင်နွားကြောင်းတဲ့လူတွေလာရွေးခံလို့ရတယ်အဲ့စနစ်ကမမျှတဘူးလားဟုတ်တယ်နော်အဲ့တော့ဒါဒီညမှာကျွန်တော်တခုလည်းပြောချင်ပါတယ်အခုဒီပြည်သူတယောက်ကိုအဲ့လိုဗီဒီယိုရိုက်တဲ့ရဲဘော်တွေကိုအရေးယူဖို့မယူဖို့ဆိုတဲ့ကိစ္စတွေအခုတော်လိုင်းတိုင်းဝိုင်းမှာပေါ်လို့ရိုက်နေကြတယ်နော်ချို့တွေကြတော့ဗီဒီယိုရိုက်တဲ့ရဲဘော်တွေကိုဆဲတယ်နော်ဒီလိုမသိအောင်ဒါတခုတော့ရှိတယ်ပြဆိုရှယ်မီဒီယာရဲ့တက်ရောက်မှုကိုတချို့တွေကြတော့တတိမထားမိတာတွေပါတယ်ဘာလို့ဆိုဆိုရှယ်မီဒီယာအများသုံးနေတဲ့သူတွေကြတော့ဒီအခုကျွန်တော်တို့ဆိုရိတ်ခါတွေလိုက်ယူတယ်အလူရှင်တွေလာတယ်တချို့တဲ့အလူရှင်တွေကြောင့်သူတို့လူတာကိုတင်ပေးစေချင်ဖွဲ့စည်းတွေတင်ပေးစေချင်တချို့ကြတော့သူတို့လူတာကိုမတိစေချင်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲမလုပ်ပေးမဲနေပြန်ရင်လေလှူချင်းလိုင်းပေါ်တင်ခိုင်းနေတဲ့သူနဲ့တွေ့မယ်ဆိုရင်သူစိတ်တိုင်းမကြောက်ဘူးအဲ့တော့မတော်လို့ကျွန်တော်တို့ကဘာမှမပြောဘဲရိုက်လိုက်မယ်ဆိုအခုလိုဖြစ်သွားရင်ကိုတောင်းရင်မကင်းဘူးဖြစ်မယ်အဲ့တော့ဘာလုပ်ကြလဲကျွန်တော်တို့က social media အသုံးပြုရင်ဒီ online နဲ့ပတ်သက်ရအရင်ဆုံးခွင့်တောင်းပါကျွန်တော်ရိုက်ခတ်သွားယူမယ်ဆိုရင်ကျွန်တော်မှတ်တမ်းတင်နေနော်
မနှမ်းတင်မရဘူးလားဟုတ်ကဲ့တင်မအတင်မဲ့ဆိုရင်ဗီဒီယိုလေးအကုန်ပါလို့ရတာပါလို့ရတဲ့သူတွေပဲနေပါပါလို့မရတဲ့ခဏဘေးဖက်ပေးပါအဲ့ဒီပုံစံမျိုးကျွန်တော်လုပ်ရတယ်အဲ့တော့အခုဒီဗီဒီယိုဖိုင်မှာကျွန်တော်ထင်တာတော့ဒီရိုက်တဲ့သူဒီပေကိုကိုင်တဲ့သူတွေအနေနဲ့ဒီလိုမျိုးအတွေ့အကြုံတွေမရှိတဲ့အတွက်မှားယွင်းပြီးပါလို့ပဲယူဆတယ်တမင်တက်တက်ကြီးလို့လုပ်เสียအကြောင်းမရှိဘူးเนาะဒါဟာတော်လိုင်းရင်အင်အားစုတွေရဲ့ဟိုဘယ်လိုပြောမလဲเนาะအတွေ့အကြုံပဲဒါကြောင့်မလို့အခြားတော့အဖွဲ့တွေနဲ့ဒါမျိုးလုံးဝတတိထားပါကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ဓာတ်ပုံတစ်ခုဟာမတင်ခင်မှာစီစစ်ပါဘယ်အပိုင်းကနေလုံခြုံရေးချိုးဖောက်နိုင်လဲ background เนาะကိုကတီနေရာကိုမတိခိုင်းစေချင်လို့ရှိရင်ကိုယ့်ရဲ့တီနေရာတွေနောက်ခံ background တောင်တန်းတွေနေရာတွေဘာတွေညာတွေဟုတ်တယ်မလားဒါတွေအကုန်လုံးထောက်လို့ရတယ်ဒီရှုခင်းနဲ့ဒါမှမဟုတ်လူပုဂ္ဂိုလ်တွေဒါတွေကိုလည်းစီစစ်ဖို့လိုအပ်တယ်เนาะဒါကိုယ့်ဘက်အချမ်းကိုပြောတာပါအဲ့တော့ဒီရဲဘော်တယောက်နဲ့ပတ်သက်လို့အမှအငင်းပွားနေတာလည်းရှိပါတယ်ပြည်သူတွေနစ်နာအောင်ဒါလိုမလုပ်ဖို့ပေါ့เนาะအဓိကကတော့ဟိုအားပေးတဲ့ပြည်သူတွေကြောက်သွားမှအောင်စိုးရင်ကြရပေါ့ဒါဒီအတိုင်းနဲ့ကျွန်တော်တို့ဘက်ကိုတော်လိုင်းဘက်အချမ်းမှာပေါ်လောညိုက်တယ်ဒါကိုကြော်မျိုးမင်းကပြောထားတာအဲ့တော့ဒီနေ့ကစပြီးတော့တော်လိုင်းအင်အားစုတွေအနေနဲ့စစ်တပ်ကိုအားပေးတဲ့ထောက်ခံတယ်ဆိုအကုန်ဖမ်းလို့ရတယ်ကျွန်တော်တို့ပြောတာမဟုတ်တော့ကြော်မျိုးမင်းပြောတာအခုဒီမှာကြော်မျိုးမင်းပြောတာလေစစ်တပ်ကလောက်ပြပြီးတော့အဲ့ဒါကိုကြော်မျိုးမင်းပြန်ပြောတာအဲ့တော့စစ်တပ်နဲ့ကြော်မျိုးမင်းပြောတဲ့အတွက်စစ်ကိုနဲ့စန့်ကျင်ဘက်အဖွဲ့အစည်းကိုအားပေးမဲ့ထောက်ခံမဲ့ဆိုဖမ်းဆီးအရေးယူဝင်ရှိပါနော်ဒါစစ်တပ်ကလောက်ပြတယ်အဲ့ဒါကိုကြော်မျိုးမင်းပြန်ပြောပြထားတယ်ဒါကြောင့်မလို့ခင်ဗျားတို့တော်လိုင်းအင်အားစုတွေရဲဘော်တွေနော်အားလုံးစစ်တပ်ထောက်ခံတဲ့လူမှန်များအကုန်ဖမ်းပြစ်လုံးလို့ရတယ်ငါတို့လည်းရှင်းချင်းလေးနော်အခုနယ်ဘက်တွေမှာတိုက်ပွဲတွေစတိုက်ဖြစ်နေလေနဲ့တောက်လျှောက်ဘုံကျဲကန်ထိတယ်ဟမ်ငပလီကန်းကြီးဆိုတာကအပန်းဖြေတဲ့နေရာဒါကိုပေါင်900ဘုံကျဲချတယ်သူတို့မအုပ်ချုပ်ကတော့စစ်ဘေးကြောင့်စကန်ဘုံကျဲချအဲ့တော့နယ်တွေမှာဘာဖြစ်လဲတိုက်ပွဲတွေဖြစ်နေကြတယ်အခု New Year နယ်ကလူတွေမပျော်ရဘူးဟောစစ်ပွဲတွေကပါတယ်သူတို့မြို့တွေမှာပျော်ပွဲရွှင်ပွဲအပြည့်လုပ်ပေးထားတယ်လူတွေအပျော်ဘက်ကိုအာရုံရောက်နေတာတော်လိုင်းအင်အားစုတွေကပြောကြည့်မင်းတို့တွေကသူများပျော်တာအောင်စောက်မနာလို့ဖြစ်တယ်လို့ပြန်ပြီးပြောကန်ကြည့်သေးတယ်ဟမ်အဲ့တော့အဲ့ဒီမြို့တွေမှာတိုက်ပွဲမဖြစ်တာဒီဘသူတွေမဖြစ်လို့လေခမများတို့ပျော်နေတဲ့ပြည်သူတွေထိတ်မှဆိုလို့ကျုပ်တို့တော်လိုင်းအင်အားစုတွေဘက်ကမလုံလို့ခမများတို့ပျော်လို့ရတာနယ်ဘက်တွေမှာပြည်သူတွေပျော်ဝင့်မရတာဘသူကြောင့်လဲအဲ့ဒီစစ်ခွေးတွေလာမီးရှို့တယ်လက်နက်ကြီးတွေထုတယ်ဒရုန်းနဲ့ဘုံကျဲတယ်လေနဲ့ဘုံကျဲတွေတို့နယ်ဘက်ကလူတွေဒုက္ခရောက်နေကြတာအဲ့တော့မြို့တွေပေါ်တဲ့ကျွန်တော်တို့လုပ်လို့ရတယ်နော်ပြောပြီးတာမလုံလို့မရလို့နေတာမဟုတ်ဘာဖြစ်လို့လဲဘာဖြစ်လို့မလုံလဲအဲ့ဒီပြည်သူဆိုတဲ့အရာကိုထိမှအသေးတန်ဖြစ်နေလို့တော်လိုင်းအင်အားစုဘက်မှာရဲဘော်တွေကပေါက်ပန်း40လုပ်လို့မရဘူးကိုလုံလိုက်တဲ့ပြဿနာအခုဒီဗီဒီယိုဖိုင်လေးတောင်မှဒါအရေးယူဖြစ်လာတယ်လုံးဝဒီဘက်မှာမှားလို့မရဘူးအခွင့်အရေးကြပြန်တော့ဘာမှမရဘူးစားရတာငပိမရှိစားမရှိနဲ့ခွေးလို့နွားလို့စားရတယ်စဉ်းစားကြည့်လုံနေတဲ့လူတွေပေါ်ကဒါကြောင့်မလို့တုံ့ပြန်မှုတော့ကျွန်တော်လုပ်ဖို့လိုလေခင်ဗျားတို့ဘာမှမလုပ်ရင်တော့ဖမ်းပြတယ်ဒါကျွန်တော်ပွင့်လင်းပြောတာစစ်တပ်ထောက်ခံတဲ့လူမှန်တယ်အကုန်ဖမ်းပြသွားတနိုင်ငံလုံးနဲ့ဖမ်းပြလမ်းမှာတွေ့မလားအကုန်ဖမ်းပြနော်ပြီးလို့ရှိရင်ပါတယ်စစ်တပ်ကဖမ်းပြလို့ငါတို့လည်းပြန်ဖမ်းပြတယ်ကြော်မျိုးမင်းပြောလို့ငါတို့ဖမ်းပြတယ်ရှင်းရှင်းလေးပဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကဘယ်တော့မှပြည်သူကိုလေအတက်နဲ့ဆုံးထိအောင်လွတ်အောင်ရှောင်တယ်နော်အခုကြည့်ဒီကောင်တွေဘက်မှာဒါကြောင့်မလို့ရန်သူကရန်ငါပြတ်ဖို့လိုတယ်ရန်သူဘက်ကရန်ငါပြတ်နေတဲ့ချိန်မှာကျွန်တော်တို့ဘက်ကရန်ငါပြတ်ဖို့လိုတယ်မိလာတဲ့ကောင်ကွန်းလေးကျွေးရတာဆင်းလေးတိုက်ကြတာတဲ့ဂီတာတီးပြီးချင်းဆိုခန်းနဲ့မလှုပ်ပါနဲ့ပြည်သူကတအားနာကြီးနေပြီနော်ပြည်သူတွေရင်ထဲမှာလားဘလုံးမကြည့်မှာမဟုတ်ဟဲ့တော်လိုင်းမနိုင်မချင်းမကြည့်ဘူးပြည်သူတွေသိလားဒီတော်လိုင်းနဲ့မနိုင်စရာအကြောင်းမရှိတော့ဘူး PDF တိုင်ရင်ဘယ်လောက်ရှိတယ်တယောက်တိုင်းမှာမောင်းပြန်နေပြစ်ကုန်ပြီနော် RPG တွေငင်းမီတွေ .5 တွေ drone တွေလက်နဲ့ထုတ်တဲ့စက်တွေအကုန်ပြစ်နေပြီဒီပွဲကတော်တော်နဲ့ပြီးမှသူတို့ထင်ထားတာကသူတို့ရဲ့ဒီအတူရောက်ရွေးကောက်ပွဲအလွန်မှာနိုင်ငံတကာဟုတ်တယ်ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားပြီတရုတ်နဲ့ရုရှားလော်ပေးမယ်ဟမ်တရုတ်နဲ့ရုရှားကဘာလုပ်မလဲဖာကောင်းလုပ်ပြီးမင်းအောင်နိုင်ကဖာတယ်လုပ်မဲ့ပွဲဖာကောင်းကဖာတယ်ကိုပွဲထုတ်မယ်ဖာတယ်ကဖျက်လိုက်ခံရမှာဟာကျွန်တော်ဖင်ချပါပြီးနိုင်ငံအတိမတ်ပြုဝေးပါအဲ့ဒီအကွက်လာမှာနော်အဲ့တော့စောင့်ကြည့်လိုက်ပါဘောမတွေကိုပြောချင်တာကမင်းအောင်နိုင်ဘယ်လာတော့ပြေးမင်းတို့ခေါ်ရမှာလားဟာနော်အဲ့ဒါလေးပါပဲ